ရောင်စုံတွေစံပြလောက်မဲ့ပူလေးပူမလာဘူးဒီပုံသေးပန်းလေးတစ်ပွင့်ကတော့ကျွေးမသွားနိုင်ပါဘယ်ချိန်ဒီပန်းကလေးလန့်လို့လှုပ်ရှားလာလိမ့်မလဲဘယ်ချိန်ဒီပန်းကလေးမွေးဖို့တော့မမျောတက်လေပြီမောင်ခေါ်တဲ့ကြာရတဲ့နဲ့ဘာကြောင့်မလာတာလဲတွေ့ဖေးစရာမင်းလေးစိတ်လို့တော့မောင်ပြုံးယုံပေါ်အတွေ့ခဲ့ရသူပမာမလေးရဲ့မင်းတဘောဆိုကြောနိုင်ဖို့မလွယ်ပန်းကလေးစကူနဲ့လှုပ်ထားသလိုမြို့မသွားရှင်သွားနိုင်တယ်မောင်လိုလူရှမ်းလေးတယောက်မို့နောင်နေနေတာလားရင်နာစရာမင်းတွေ့ဒုက္ခဖန်တီးရဖို့